ရေးကျုံလို့ဒီမှာအင်ကြီးစားရေးကျုံတဲ့အသားရဆိုရင်နည်းနည်းမှမကြိုက်ဘူးမကြိုက်လေချုပ်ပါမယ်ဒီဘလိုပုံလေးချုပ်လဲဆိုတာကိုစောင့်ကြည့်ပေးပါအောင်ရှင်